ဒါလေးခပ်ပါပါပဲရှိပါသေးတယ်သူအရွယ်ကောင်းတာလေကျွန်တော်တို့ပို့ပြီးတော့လောက်ရမယ့်ဟာတွေများလာလေပါပဲဆိုတော့အခုလမ်းတိတ်မလျှောက်တတ်သေးဘူးလမ်းနည်းနည်းလျှောက်တတ်သွားပြီဆိုရင်ကျွန်တော်ပို့ထိန်းရတော့မှာအဲ့လိုပဲသူ့အတွက်ရှေ့လျှောက်မှာကြုံလာမယ့်ဟာတွေမိဘအနေနဲ့ဒါတားတင်တာဒါစီးစနာစီးပြီးတော့လမ်းပြတင်တာပြရမှာလေကျွန်တော်တို့လည်းသိရင်စရာတွေအများကြီးရှိပါသေးတယ်ဟုတ်ဒီမှာတယောက်ဖြစ်လာတဲ့ခါမှာရောပြောင်းလဲလာတဲ့ခံစားချက်တွေပါလိမ့်ရှင်။အော်အိမ်အရင်တော့ဆိုအိမ်ပြန်ပြီဆိုရင်ဒါအမေမြင်တာပေါ့နော်။အခုအိမ်ပြန်ပြီဆိုရင်အမေရောသမီးရောမိန်းမရောအဲ့လိုမြင်သွားပြီပေါ့။အဲ့တော့အမေထင်ရတာအရင်ပြောတယ်ဆိုအမေကဘာပြောလဲအဲ့ဒါမျိုးကိုအမေကတော့ဆက်ဆောင်ကြည့်အောင်မယ်ဒါအစောရှိသေးရပေါ့နော်အခုမှအစပဲရှိသေးရပေါ့ကျဆာကောင်းတယ်အဲ့ချက်တာလေတို့မိချက်တာလေဘာလေးလုပ်ပေးမယ်တွေးထားလေးရှိအဓိကပညာရေးပါပဲကျွန်တော်တို့သူပညာရေးကိုဒါကောင်းကောင်းလေးသူ့အတွက်အရန်လိုအပ်တယ်ပညာရေးဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးထူးချွန်အောင်ကျွန်တော်တို့လုပ်ပေးမယ်ပြီးမှသူဝါသနာပါတဲ့ဟာကိုကျွန်တော်ထပ်ပြီးလုပ်ပေးမယ်ပေါ့နော်ကျွန်တော်နှစ်ယောက်လုံးစိတ်ထားပါသူဘာဖြစ်ချင်လဲပေါ့နော်သူဖြစ်ချင်တာရဲ့သူ့ရဲ့ talent ကဘာရှိရလဲသူကဘာ character နဲ့လာလဲဆိုတော့အခုချိန်မှာငယ်သေးတော့မသိသေးဘူးအဲ့တော့သူဘာလုပ်ရင်ပျော်မှာလဲဆိုတော့အမတို့ကစောင့်ကြည့်ပြီးတော့သူ support လုပ်ပေးမယ်ပြီးရင်ပညာရေးလမ်းကြောင်းပေါ်မှာကောင်းကောင်းသူစာတွေလုပ်နိုင်အောင်စာတွေကြက်နိုင်အောင်စာကြက်ရတာပျော်အောင်အဲ့လိုမျိုးပေါ့နော်အဲ့လိုတော့စိတ်ကူးထားပါတယ်အဓိကတော့ဒီချိန်မှာနှစ်ယောက်လုံးကတွေးထားတော့သူ့ရဲ့ education ကိုပဲဘယ်လို support လုပ်ပေးသွားကြမလဲအဲ့ဒါလေးပဲစဉ်းစားထားပါတယ်အော်ရတင်မယ်တက်မယ်ပြေနော်ဘယ်လိုလဲ3 to 4อ่ะရှင်းနိုင်အများကြီးလို့ရှင်းတာလားဟုတ်ကဲ့ဟုတ်ကဲ့တင်ပေးများဟာသူအကုန်တက်တယ်ဟောလားလူလည်းမကြောက်ဘူးကြာနော်သူ့ကိုနှုတ်ဆက်သူပြန်နှုတ်ဆက်တယ်ဟုတ်တယ်သူလူတွေကြားထဲသွားတာတိတ်မကြောက်ဘူးရှင့်ဟုတ်အဖေနဲ့တူပါဗော